ယောက်ျားတစ်ယောက်အကူအညီအမဲ့ဆုံးနဲ့စိတ်ကြဆုံးချိန်မှာဘသူကိုဖုံးဆက်မယ်ထင်တယ်လဲဒါမှမဟုတ်ဘသူနဲ့စကားပြောမယ်ထင်တယ်လဲမိသားစုဝင်တွေလားတေချာတယ်သူတို့ကတော့အမြဲတမ်းနားလည်ပေးနိုင်မှာမဟုတ်ဘူးဒါဆိုသူငယ်ချင်းတွေလားကိုယ်စင်ပြေတာတွေကိုရင်ဖွင့်ရလောက်အောင်ယုံကြည်ရတဲ့သူငယ်ချင်းယောက်ျားတစ်ယောက်မှာဘယ်နှယောက်များရှိလို့လဲဒါဆိုကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ဇနီးလားတခါတလေအစင်မပြေတာတွေပြောလိုက်မှပိုပြီးဆိုးသွားတတ်တာမျိုးလည်းရှိတာပဲဒါဆိုအဖြေကရှင်းရှင်းလေးရဲ့ယောက်ျားတစ်ယောက်ရဲ့ခံစားချက်ကိုဘယ်သူမှဂရုမစိုက်ဘူးဒီလိုနဲ့ပဲယောက်ျားတွေဟာသူတို့ရဲ့တနေ့တာအစင်မပြေမှုတွေကိုညနေတန်းခေါင်ထိမျိုးသိရင်းနဲ့အိမ်မောကြခဲ့ကြရတယ်နောက်တစ်နေ့လေရောက်ရောအရင်ရက်ကဘာမှမဖြစ်ခဲ့သလိုမျိုးနောက်တစ်ရက်ကိုထပ်ပြီးဖြတ်တန်းရတယ်ဒါဟာဒီဘက်ခေတ်မှာယောက်ျားများစုကြုံတွေ့နေရတဲ့ပြဿနာတွေပဲ